မူရင်းပုံကဒီလိုမျိုးခုဒါကြည်လိုက်တော့ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့ကလေးတွေကိုကျွန်တော်ကဒီပုံကြီးပြပြီးတော့သိမလားဒါမှမဟုတ်ဒီလိုပုံရှင်းရှင်းလေးပြသိမလားကလေးတွေရောဒီလိုblur ဖြစ်နေတဲ့ပုံကြီးကိုကြည့်ချင်မလားဒီလိုပုံရှင်းရှင်းလေးလေးကြည့်ချင်မလားပေါ့နော်အားလုံးပဲမင်္ဂလာပါဗီဒီယိုကနေပြန်လဲကြိုးဆိုပါတယ်ပထမဆုံးတော့ scale တစ်ခုပေါ့နော်ဆရာမတွေဒီတိထားတဲ့ digital scale တစ်ခုကတော့ကျွန်တော်ပုံတွေကိုဒီစာအုပ်ထဲကပုံတွေကိုဘယ်လိုမျိုးကြည့်အောင် AI နဲ့လုပ်မလဲပေါ့နော်အဲ့တော့ AI နဲ့ဒီပုံတွေကိုကြည့်အောင်လုပ်တာကို app scale လုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ပုံလေးတွေကိုကျွန်တော်ကြည့်သွားအောင်လို့ရှင်းဒီဝါးနေတဲ့ပုံလေးကိုကြည့်သွားအောင်ကလေးတွေကြည့်ရတဲ့အခါဆင်ပြေသွားအောင်လို့ဘယ်လိုလုပ်ကြမလဲဆိုတော့ဒီနေ့ကျွန်တော်ပထမဆုံးscale တစ်ခုအနေနဲ့ပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဝါးနေတဲ့ပုံလေးတစ်ခုရှာလိုက်ပါနော်အဲ့တော့ဝါးနေတာကတော့ဒီ English grammar use တွေကဒီပုံလေးတစ်ပုံဝါးနေတယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ကကြည့်တဲ့ပုံလေးပြောင်းချင်တယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ကြည့်တဲ့ပုံလေးပြောင်းမှာဆိုတော့ဒီမှာဒီပုံလေးကို screenshot ယူလိုက်မယ်ပြီးရင်ကျွန်တော်ပြောင်းမဲ့ AI ကိုသွားမယ်ပေါ့နော်ကျွန်တော်သုံးမဲ့ AI ကိုသွားမယ်လက်ရှိကတော့ကျွန်တော်ဒီအတွက် Gemini ကိုကျွန်တော်သုံးပြမယ်ဒီနေ့ပြီးရင်ကျွန်တော်ခုတနေ့ကပြောခဲ့တဲ့ Dollar AI မှာလည်းဒီလိုမျိုးလုပ်လို့ရပါတယ်အဲ့တော့ Dollar AI နဲ့လည်းကျွန်တော်လုပ်ပြမယ်ပေါ့နော်အဲ့တော့ Dollar AI ဆိုတာဘာလဲမသိသေးဘူးဆိုရင်တော့ကျွန်တော် Dollar AI ကိုဒါ tutorial သုံးပြထားတဲ့ video လေးကိုဒါ YouTube ဆိုလို့ရှိရင်လည်းဒီတောင်လေးတနေရာမှာဖြစ်ဖြစ်ဒီ Facebook ဆိုလို့ရှိရင်လည်းဒီ comment box မှာပေါ့နော်ကျွန်တော် link လေးချပေးထားမှာဖြစ်ပါတယ်ဆိုတော့ကိုသုံးမဲ့ဒီ app scale လုပ်မဲ့ဒီပုံလေးကိုကျွန်တော်တို့ကတွားပြီးယူမယ်အဲ့တော့ဒီမှာကျွန်တော် copy paste လုပ်လိုက်ရင်လည်းရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီပုံကိုဒီကနေပြီးတော့ထည့်ခြင်းလည်းရပါတယ်ဒီမှာဒီအပေါင်းလက္ခဏာလေးကျွန်တော်နှိပ်မယ်အပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ဒီမှာfiles ပေါ့နော် create image ကိုလည်းနှိပ်ထားလို့ရပါတယ်ပြီးရင်ဒီမှာ file နဲ့ကိုသွားပြီးယူလို့လည်းရတယ်ပေါ့နော်အဲ့လိုယူလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာလွယ်တကူရှိနေတဲ့ copy paste ပဲယူလိုက်မယ်ဒီပုံလေးကိုကျွန်တော်လုပ်မှာပါလဲဆိုတော့ app scale လုပ်မှာနော် app scale this photo app scale လုပ်မှာပေါ့နော် by adding more pixel ဒီတိုင်းလေးရရင်ရပါတယ် by adding more pixels to this to reach နောက်ကတော့ကျွန်တော်က8K လို့ပါလို့ထည့်လိုက်တယ်ပေါ့ဗျာပို့ပြီးကြည်သွားအောင်ပေါ့နော် resolution don't change anything else တခြားတော့ဘာမှမပြောင်းတော့တကယ် ratio တွေပါပြောင်းနေရပါတယ်ကျွန်တော်တို့ဒီမှာမပြောင်းတော့ဘူးပေါ့နော်ဆိုတော့ဒါလေးဒီလိုလေးရိုက်လိုက်မယ်ဒီcomment လေးတိုင်းရိုက်လို့လည်းရပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့ကဒီဘေးကဒီ submit ဆိုတဲ့ဟာလေးနှိပ်လို့ရတယ်လို့ enter ခေါက်လိုက်လည်းရတယ်ပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်နောက်တစ်ခါလုပ်ရင်ပြန်ပြီးမရိုက်ချင်တော့လို့ဒီခါလေးကူးလိုက်မယ် copy ကူးထားလိုက်မယ်ဆိုတော့ဒီမှာ submit ဒါကတော့ဒါ Gemini နဲ့လုပ်တာပေါ့နော်အဲ့တော့ဟိုတနေ့ကပြခဲ့တဲ့ကျွန်တော်တို့ Dollar AI နဲ့လည်းဒါကိုလုပ်လို့ရပါတယ်အဲ့တော့ Dollar AI နဲ့လုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ Dollar AI နဲ့ကိုသွားလိုက်ဒီမှာတော့ Gemini မှာကျွန်တော်တို့နော် process ဖြစ်နေပြီတခါတည်းအောင်ကျွန်တော် Dollar AI နဲ့လည်းဆန်းပြမယ် Dollar AI နဲ့ဆန်းပြမယ်ဆိုရင်ဒီ Dollar AI ကိုသွားပြီးဒီ create image ကိုနှိပ်လိုက်ပါနော်ပြီးရင်ဒီမှာခုနကကျွန်တော်တို့ app scale ဘာညာထည့်လိုက်ပြီးရင်ခုနကကျွန်တော်ဒီမှာပုံလေး app scale လုံးရဲ့ပုံလေးကိုဒီမှာယူထည့်လိုက်ပါနော်ဒီပုံလေးပေါ့ဒီပုံလေးကိုထည့်လိုက်မယ်တခြားဘာမှမပြောင်းလို့ဘူးဆိုတော့တရားပြည့်သွားပြီးရင်ဒီမှာခုနလိုပဲ submit လုပ်လိုက်မယ်ဒီမြားလေးကိုနှိပ်ပြီးပေါ့နော်ဒါကတော့ဟိုတနေ့က free ရတဲ့ AI ကျွန်တော် tutorials လုပ်ပြခဲ့တဲ့ AI လေးကိုသုံးတာပေါ့နော်ဒါကတော့Gemini ပေါ့ဒါဆိုရင်ကြည့်လိုက်ပါအောင်ဒီပုံလေးကဒါတော်တော်လေးကိုကြည့်တော့ရှင်းလေးဖြစ်သွားပြီပေါ့နော်ခုနကကျွန်တော်တို့မူရင်းပုံကဒီလိုမျိုးခုဒါကြည်လိုက်တော့ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့ကလေးတွေကိုကျွန်တော်ကဒီပုံကြီးပြပြီးတော့သိမလားဒါမှမဟုတ်ဒီလိုပုံရှင်းရှင်းလေးပြသိမလားကလေးတွေရောဒီလိုblur ဖြစ်နေတဲ့ပုံကြီးကိုကြည့်ချင်မလားဒီလိုပုံရှင်းရှင်းလေးလေးကြည့်ချင်မလားပေါ့နော်ဆိုတော့ဒါပထမဆုံးဒါဆယ်ဆယ်မတွေ online တင်တဲ့ဆယ်ဆယ်မတွေရောဒါအပြင်မှာတင်တဲ့ဆယ်ဆယ်မတွေလည်းပုံလေးကြည့်ကြည့်လေးနဲ့ပြချင်တယ်ဆိုဒီလိုလုပ်လို့ရတယ်ပေါ့နော်ဒါပထမဆုံးဆယ်ဆယ်မတွေတည်ထားတဲ့ digital skill တစ်ခုဖြစ်ပါတယ်ဒီမှာပုံကို download ဆွဲလိုက်ပြီပေါ့နော်တစ်ဆက်တည်းကျွန်တော်ပြလိုက်မယ်ဒီပုံလေးကဒီမှာပါနေတဲ့ဒီ watermark လေးပေါ့နော်ဒီရေးစာလေးပေါ့အဲ့ရေးစာလေးကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်ဖျောက်လို့ရတဲ့ကျွန်တော်တို့ဒီ website လေးရှိတယ်အဲ့ဒါတော့ဒီမှာ free Gemini ဆိုပြီးတော့နော် free Gemini watermark ဆိုပြီးတော့ remover.io ဆိုပြီးတော့ဒီကောင်လေးမှာကျွန်တော်တို့ကကိုဖျောက်ချင်တဲ့ဒီပုံလေးကိုဖျောက်လို့ရပါတယ်ခုနကကျွန်တော်ကဒီထုတ်ထားတဲ့ file လေးကိုဖျောက်မယ်ပေါ့နော်ဆိုတော့ဒီ download ထဲမှာတွားပြီးတော့ဒီပုံလေးကိုဒီမှာထည့်လိုက်ရပြီဒီမှာထည့်လိုက်ရင်ဒီမှာပါတဲ့ watermark တွေကို
auto ပြောက်ပြီးသွားပါနော်ပြီးဒီမှာ free download ဒါဆိုရင်တော့ watermax မှာပါတော့တဲ့ပုံလေးရသွားဖြစ်ပါတယ်ကဲဒီပုံလေးက app scale လောက်တာဒါကတော့ Gemini နဲ့သုံးပြီးလောက်တာပေါ့နော်အဲ့လိုပဲနဲ့ကျွန်တော်တို့dollar AI နဲ့လောက်တာလေးချက်ကြည့်အောင်ဒီမှာတော့လုံနေတော့မယ်ရှိသေးရပါနော်ဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြီး refresh လုပ်ကြည့်လိုက်မယ်ကာလီတော့ refresh ပြန်လုပ်ရမျိုးရှိတယ်ဆိုတော့ကြာနေတယ်ဆိုရင် refresh လေးပြန်လုပ်ကြည့်ပါနော်ဒီမှာတော့ဘာမှထွက်မလာဘူးဖြစ်နေတယ်ဆိုတော့ဒါကတော့ကျွန်တော် free ဟိုတနေ့ကပြောတဲ့ dollar AI ပေါ့နော် dollar AI ကိုသုံးပြီးတော့လုပ်တာပါဒီမှာလည်းရနိုင်ပါတယ်ဒါတစ်ချက်စိတ်ရှိရှိနဲ့စောင့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာတစ်ချက် refresh လုပ်ကြည့်အောင်မယ်အဲ့တော့ဒီလိုလေးလုပ်လို့ရတယ်ဒီမှာတော့ဘာမှပေါ်မလာဘူးเนาะအဲ့တော့ရတော့ရပါတယ်ဒီမှာလဲကျွန်တော်တို့စိတ်ရှိရှိနဲ့တစ်ချက်ပြန်စီမရဘူးဆိုရင်နောက်တစ်ခေါက်ပြန်လုပ်ကြည့်ပေါ့เนาะဒီကောင်ကတော့ဒါ dollar AI ကိုသုံးပြီးလုပ်တာဒါကတော့ Gemini ကိုသုံးပြီးလုပ်တာ ChatGPT တို့ဘာလို့လဲသုံးလို့ရပါတယ်အဲ့တော့ဒါကတော့ app scale လုပ်တာပေါ့เนาะအဲ့တော့ကျွန်တော်ခုနရိုက်လိုက်တဲ့ comment လေးကိုပြန်ပြမယ်ဒါလေးပေါ့เนาะဒါလေးကကျွန်တော်ရိုက်လိုက်တဲ့ comment ဖြစ်ပါတယ် okay နောက်ထပ် digital scale ကိုကျွန်တော်တွားရအောင်အဲ့တော့ဒီတစ်ခုကလည်းဆက်စမတွေအတွက်အသုံးဝင်ပါတယ်ဒီတစ်ခါကျတော့ကျွန်တော်ကဘယ်လိုလဲဆိုတော့စာသားတွေကိုဒါခဏတိုင်းတော့ကျွန်တော်ပြဘူးတယ်ပေါ့နော်စာသားတွေကိုကျွန်တော်ကဟို typing မလုပ်ချင်ဘူးဒီကျွန်တော်တို့စာအုပ်တွေကဒီလိုစာသားတွေပေါ့နော်ဒီစာသားတွေရှိတယ်ဒီလေ့ကျင့်ခန်းကိုကျွန်တော်ကထားပါတော့ဒီ Google Doc အနေနဲ့ပေးမယ်ဒါမှမဟုတ်လဲသူတို့ရဲ့ Telegram ဒါမှမဟုတ် Google Classroom တွေမှာဒီပေးချင်တယ်စာတွေလည်းမရိုက်ချင်ဘူးဒီဟာကိုပဲကျွန်တော်ကစာရလည်းမရိုက်ချင်ဘူးဒီတိုင်းပဲဟိုစာမရိုက်ဘဲနဲ့ copy လုပ်ချင်တယ်ဒါကတော့နည်းနည်းလေးပေါ့နော်ဒီတက်များတဲ့စာတွေဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်လိုအများကြီးပေါ့ကူးရမယ်အချိန်ကလည်းနည်းနေတယ်စာတွေ typing လုပ်ဖို့လည်းနော်ဒါအချိန်မရဘူးဆိုရင်ကျွန်တော်ဒီမှာဒီပုံလေးကိုကူးချင်တဲ့ကားလေးကို screenshot ယူလိုက်ပြီးရင်ဒီမှာဒီ AI မှာခုနလိုပဲပုံလေးကိုထည့်လိုက်ထည့်ပြီးတော့ကျွန်တော်တို့ကဒီမှာစာလေးလိုက်နော် transcribe လို့ရိုက်လေးရပါတယ်ကျွန်တော်တို့ copy the words in this photo ဆိုပြီးတော့ပဲရိုက်လိုက်မယ်ပေါ့နော်အဲဒီမျိုးလေးပေါ့ကိုဘယ်နံပါတ်ကိုပဲခွဲရိုက်ပါဆိုပြီးတော့လည်းကျွန်တော်တို့ခိုင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အကုန်လုံးကူးစေချင်တာပေါ့နော်အဲ့တော့ in order တိုင်းသွားဒါတကယ်တော့ digital ရေးစရာတာမလိုပါဘူးကျွန်တော်ဒီမှာဒါလေးထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာpro ရရှိတယ်ပြီးရင်ဒီမှာ 3.5 flash ရှိတယ်မြင်ချင်တော့ပေါ်ကဒီ copy ကူးရလောက်တော့ pro သွားစရာမလိုပါဘူးเนาะအဲ့တော့ 3.5 flash တို့3.6 flash တို့3.5 flashlight တို့သုံးရင်လေဒီ copy ကူးရလောက်ကတော့ရမြန်သူကတော့ပုံမြန်တာပေါ့เนาะ pro ကတော့ပိုတိကျတဲ့အချိန်တော့ပိုကြာတာဒီဘက်မှာတော့ပုံလေးဒီမှာထွက်လာပြီဒါကတော့ free နဲ့သုံးတာပေါ့เนาะ free AI လေးသုံးပြီးတော့သူလည်း acceptable ဖြစ်ပါတယ်ဒီ Gemini လောက်တော့မတည့်ရဘူးပေါ့เนาะGemini ကတော့တော်တော်တည့်ရလေးထွက်လာ okay ဆိုတော့ဒီမှာဒါဆိုရင်ပုံလေးတဲကစာလေးကိုကျွန်တော်ကူးလိုက်တာဖြစ်ပါတယ်ဒါလေးကိုသုံးချင်လဲဆိုရင်ဒါ copy ကူးပြီးတော့ကိုသုံးမဲ့နေရာမှာ paste လုပ်လိုက်အောင်ပဲဒါကတော့ကျွန်တော် Gemini နဲ့ပြတာဖြစ်ပါတယ်ဒါလေးကိုပဲကျွန်တော် ChatGPT နဲ့တစ်ချက်ပြအောင်ပဲပေါ့နော်အဲ့တော့ ChatGPT နဲ့လုပ်မယ်ဆိုရင်လည်းခုနကကျွန်တော်တို့ဒီပြောင်းမဲ့ဒီပုံရှိတယ်စာပေါ့နော်ပြောင်းမဲ့စာပေါ့ဒီစာလေးကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ထည့်ပြီးဒီမှာဘာလုပ်မလဲဆိုရင်ခုန comment လေးထည့်လိုက်မယ် copy the words in this photo transcribe လုပ်ခိုင်းတာပေါ့နော် as exactly as given ဟောတာနော်တကယ်တော့ဒါမျိုးတွေတောင်လောက်ရှိရှိဝီးရိုက်စရာမလိုပါဘူးเนาะဆိုတော့ဒါလေးပြီးရင်ကျွန်တော်ဒီဘက်ကဒီ submit ခလုတ်လေးများလေးနှိပ်လိုက်ရုံပဲဒါဆိုရင်တော့ဒီထဲမှာပါတဲ့စာတွေကိုကူးပြီးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဟွာလေးရိုက်စရာမလိုတော့ဘူးပေါ့နော် typing လုပ်နေစရာမလိုတော့ဘူးကိုလိုချင်တဲ့စာကိုဒီမှာအစင်လိုက်တိုင်းကြာသွားပြီပေါ့နော်အဲ့တော့ကူးမယ်ဆိုရင်ကျွန်တော်ဒီမှာကိုသုံးမဲ့နေရာအတွက် copy paste လုပ်ချင်တယ်ဆိုရင်လည်းအောက်မှာ copy paste လုပ်တဲ့ဒီဖေကခလုတ်လေးကိုယူပြီးတော့ကိုသုံးမဲ့နေရာ document ထားပါတော့เนาะဒါဥပမာကျွန်တော် document ထဲမှာထည့်ပြလိုက်ဒါဆိုရင်ဒီမှာ document ထဲမှာထည့်လိုက်အောင်တခါလေးထည့်လိုက်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီ Gemini နဲ့လုပ်ထားတာဆိုလို့ရှိရင်တခါတည်း generate document ဆိုတာပါ export to doc ဆိုပြီးတော့ download လုပ်ရတယ်ဒါဆိုရင်ကျွန်တော်တို့က export to doc ဆိုတာလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ document ထဲမှာ file လေးတစ်ခုဒီမှာ create သွားပြီးတော့တခါတည်းလုပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်တခါတည်း copy paste လုပ်ရတာမလို့တခါတည်း file အနေနဲ့သူကအဲ့ထဲမှာလုပ်ပြီးသားဖြစ်သွားမယ်ပေါ့နော်ဆိုတော့ create document and ဒီလိုမျိုးလေးလုပ်လို့ရတယ်ဒါဆိုရင်open doc ဆိုရင်ဒါဒီ file လေးကူးပြီးသားဖြစ်သွားပြီနော်အဲ့ဆိုဒီလိုလေးလုပ်လို့ရပါတယ်ဒါလေးလည်းအသုံးချလို့ရတယ်နောက်တစ်ခုကြည့်ကျွန်တော်ပြောတာနှစ်ခုရှိသွားပြီပေါ့နော်ပထမတစ်ခုကပုံလေးတွေကြည့်အောင်လုပ်တဲ့ app scale ဖြစ်တယ်ဒါကတော့
copy လုပ်တဲ့ skill အဲ့တော့ skill နှစ်ခုဖြစ်သွားပြီနောက်ဆုံးတစ်ခုအနေနဲ့ဆရာဆရာမတွေ online သင်နေတဲ့ဆရာဆရာမတွေရောဒါအပြင်ဒီ in person class တွေမှာသင်နေကြတဲ့ကျွန်တော်တို့ဆရာဆရာမတွေရောအတွက်အသုံးဝင်မယ်နောက်ထပ် digital skill တွေကတော့အတန်ဖိုင်တွေကိုကျွန်တော်တို့เนาะ text to speech ပြောင်းတာ speech to text ပြောင်းတာ text to speech ပြောင်းတာဒါအပြန်အလှန်ကိုလည်းကျွန်တော် video လေးတက်လုပ်ဖို့တယ်ဒီ video မှာတော့ကျွန်တော် text to speech ကိုပြန်ပြပေးမယ်ပေါ့နော်ကိုကအတန်ဖိုင်တွေလိုလာတယ်ဗျအတန်ဖိုင်လိုလာတယ်အတန်ဖိုင်လည်းရှာမရဘူးကိုမှtext ရှိနေတယ်ဆိုရင်အဲ့ text ကို speech အနေနဲ့ပြောင်းလို့ရပါတယ်အဲ့လိုပြောင်းပြီးတော့အတန်ဖိုင်နေနဲ့ဖွင့်ပြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ဖို့အတွက်ကျွန်တော်တို့က Google AI Studio ကိုသုံးလို့ရတယ်သူလည်း free ပေါ့နော် Google AI Studio သုံးလို့ရတယ် Google ကနေအဲ့ဒါနဲ့ကျွန်တော်ဗီဒီယိုပေါ်မှာလုပ်ပြဖို့တယ်အဲ့လိုမျိုးလုပ်ပြထားတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော် link ထဲမှာထည့်ပေးထားမယ်ပေါ့နော်ဒီနေ့တော့ကျွန်တော် Google AI Studio နဲ့မဟုတ်ဘဲနဲ့ဒီနေ့11 Lab ဆိုတဲ့ဒီ AI နဲ့ပေါ့နော်11 Lab ဆိုတဲ့ website သူကဒီဟွာလည်းထွက်ပါတယ်ဖုန်းတွေမှာလည်းသုံးလို့ရတယ်เนาะ application တွေလည်းထွက်တယ်ဆိုတော့အဲ့အရာလေးကိုကျွန်တော်သုံးပြမယ်အဲ့တော့11 Lab ကိုဝင်ချင်နေဆိုရင်လည်းလွယ်လွယ်လေးပါကျွန်တော်ဒီမှာ Google ရောက်သွားပြီးရင်ဒီမှာ ELEVEN 11 Lab လို့ရိုက်လိုက်ဒီမှာထိဆုံးတာပါเนาะပြီးရင် account လေးလုပ်လိုက် free အနေနဲ့လည်းသူတို့ credit လေးတွေပေးပါတယ်ပြီးဒီမှာ sign up လုပ်ပြီးတော့ဝင်လိုက်ပေါ့เนาะဒါကျွန်တော်တို့ဝင်ပြီးသားဖြစ်တယ်ဒီမှာဝင်နေပြီဆိုတော့ဒီထဲကဟာလေးတွေကိုကျွန်တော်ကဖတ်ပြခိုင်းမယ်ပေါ့เนาะအဲ့တော့ဖတ်ပြခိုင်းဖို့တော့ကျွန်တော်မှလောလောဆယ်စာယူထားတာမရှိဘူးအဲ့တော့ခုနကနီးလေးတစ်ခုမှတ်မိသွားအောင်တစ်ချက်ပြန်ပြမယ်ကျွန်တော်ဒီထဲကပုံလေးကိုစာသားအနေနဲ့ပြောင်းမယ်ကျွန်တော်ပြောင်းချင်တဲ့စာသားလေးကဒီကောင်လေးပေါ့เนาะဒီကောင်လေးကျွန်တော်စာသားအနေနဲ့ပြောင်းခိုင်းလိုက်မယ်အဲ့တော့ခုနက comment လေးပဲရိုက်မယ် copy the words နော်မရိုက်တော့ကူးလိုက် copy ကူးလိုက်ပေါ်မှာရိုက်ပြီးသားရှိရဆိုတော့ပေါ်ဟာကိုပဲကျွန်တော်ကူးလိုက်မယ် copy ကူးပြီးတော့ဒီမှာထည့်လိုက်မယ်ဆိုရင်ဒီမှာ file preference ဆိုပြီးတော့စာလေးရပြီဒါလေးကိုကျွန်တော်ခုနကဒီအတန် file လုံးမဲ့ထဲမှာထည့်မှာဆို copy ကူးလိုက်မယ်ပြီးရင်ခုနက11 let ထဲကိုသွားဒီမှာ text to speech ကျွန်တော် text to speech ကိုသုံးပါဆိုတော့เนาะ text to speech ကိုသုံးပါဆိုတော့ဒီမှာ text to speech မှာဒီမှာပြောင်းလိုက်ပြီးထည့်လိုက်မယ်ထည့်ပြီးတော့ဒီဘက်မှာထည့်ပြီးဆိုရင်ကျွန်တော်ဒီဘက်မှာဘာလုပ်လို့ရလဲဆိုတော့အတန် voice တွေပြောင်းလို့ရတယ်เนาะအဲ့တော့ဒီမှာကျွန်တော် voice လေးတွေရှိတယ်အစမ်းနားထောင်ကြည့်ခြင်းလဲဒီမှာအစမ်းနားထောင်လို့ရတယ်ပေါ့เนาะဒါဆိုရင် Annika ရဲ့အတန်လေးအစမ်းနားထောင်ကြည့်လို့လည်းရပါတယ် preview ပေါ့နော် I'm really glad you reached out. Tell me what's on your mind and we'll work through it together. सर इस प्रोसेस में ना कोई पेमेंट करनी होती है ना कुछ कॉम्प्लिकेटेड स्टेप Speak in a way that inspires hope and love. သူ့တန်လေးကိုကျွန်တော်ထည့်လိုက်မယ်နော်သူ့တန်လေးကိုထည့်မယ်ဆိုတော့သူ့ရွေးလိုက်ပေါ့သူ့ရွေးလိုက်မယ် choose လုပ်လိုက်သူ့ရွေးလိုက်ပြီးရွေးပြီးရင်ကျွန်တော်ကဒီမှာအကုန်နော်ရွေးပြီးသွားပြီဆိုရင်ဒီမှာ generate speech ဆိုတာလေးကိုကျွန်တော်နေလိုက်ပေါ့နော်ဒါလေးနေလိုက်ဒါဆိုရင်ဒီမှာ speaker လည်း as speaker ထည့်လို့ရသေးတယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီစာလေးကိုအတန် Find a pen friend. Hi, my name's Dominic and I'm from the Czech Republic. I'm 15 years old and ဒါနဲ့ဒီတော့နှစ်ခုထုတ်ပြီး reset နှစ်ခုထုတ်ပြီးဒီမှာလည်းဖွင့်လို့ find a pen friend. Hi, my name's Dominic and I'm from the Czech Republic. I'm 15 years old and live in Prague with my parents and my younger sister. I'm into football and my sister's mad about horses. I'd like to have an English pen friend because I'm studying English. ဆိုတော့တော်ကောင်းတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကကြိုက်သွားပြီဆိုရင် file လေးကိုဒီမှာ download ဆွဲလို့ရတယ်ကျွန်တော်ဒုတိယ file လေးကို download ဆွဲလိုက်ဒါဆိုရင် download ဆိုရင်ဒီမှာ download ဆွဲလိုက်ရင်ရပြီပေါ့နော်ဆိုတော့ download ဆွဲမယ်ဆိုရင်ဒီကောင်လေးကို download နှိပ်လိုက်ရုံပဲဒီမှာ 10 file လေးရသွားဒါဆိုရင်ဖွင့်ပြလို့ရသွားပြီပေါ့နော် Find a pen friend. အဲ့တော့ဒီလိုနည်းနဲ့ကျွန်တော်တို့ကကိုပြောင်းချင်တဲ့ text လေးတွေကိုဒါအတန် file နဲ့ပြောင်းလို့ရပါတယ်ဒါလေးတွေကလည်းကျွန်တော်တို့ online သင်နေတဲ့ session တွေရောဒါအပြင်မှာသင်တဲ့ in person သင်တဲ့ session တွေအတွက်လည်းလိုအပ်မယ် skills လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ video မှာကျွန်တော်ပြောပြခဲ့တဲ့ skills တွေအားလုံးကို video လေးကိုလိုအပ်ရင်တစ်ခေါက်ပြန်ကြည့်ပြီးတော့ like လုပ်ကြည့်ပါလွယ်ပါတယ်ပထမတစ်ခုကပုံလေးတွေကို upscale လုပ်တာကြည်အောင်လုပ်တာ AI ကိုသုံးပြီးတော့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီပုံတွေကစာတွေကိုဒါ typing လုပ်နေစရာမလိုဘဲနဲ့scan ဖတ်ကြပြီးတော့ AI ကိုကူးခိုင်းလိုက်တာ transcribe လုပ်လိုက်တာပြီးရင်နောက်ဆုံးတစ်ခုကတော့ဒါကိုရဲ့ text တွေကိုဒါသက်တမ်းနေနဲ့ပြောင်းတာဖြစ်ပါတယ်ဒါကတော့အခြေခံတည်ထားတဲ့ skills လေးဖြစ်ပါတယ်နောက်တဲ့ဒီလိုမျိုးဆရာဆရာမတွေ online သင်နေတဲ့ဆရာဆရာမတွေရော in person သင်နေတဲ့ဆရာဆရာမတွေရောတည်ထားတဲ့
အခြေခံ digital skill လေးတွေကိုမျှဝေပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel English for All by Excel Ace ကိုလည်းဒါ subscribe လုပ်ထားပေးပါအောင်ပြီးရင်ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Teacher Test2 English for All Telegram တွေကိုလည်း join ထားလို့ရပါတယ်အားလုံးပဲတက်တာပါနောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ် Have a good day bye bye